လေသမားမိသားစုကနေလေးဘာသာဂုဏ်ထူးထွက်ခဲ့တဲ့သမီးလေးနေကြီးထွေရဲ့တက္ကသိုလ်ပညာသင်စရိတ်ကိုထောက်ပံ့ပေးမဲ့စမ်းရည်မှုတို့အဖွဲ့သမီးလေးနေကြီးထွေကတော့ဒီတစ်နှစ်ရဲ့တက္ကသိုလ်ဝင်ဆောင်မေးပွဲမှာလေးဘာသာဂုဏ်ထူးထွက်ခဲ့တာပဲဖြစ်ပါတယ်။သမီးလေးကတကယ်ကိုချို့တဲ့ဆင်းရဲတဲ့အပြင်ကြောင်ကြာလုံးတဲ့ရွာကလေးကနေ12တန်းကိုဖြည့်ဆို့အောင်မြင်ခဲ့တာပါ။မိဘတွေကလယ်သမားတွေဖြစ်တဲ့အတွက်လယ်ထဲမှာနေရပြီးတော့မနက်ခင်းကျောင်းသွားဖို့ကိုလည်းလေကွင်းကြီးကိုတနားရီကျော်ဖြတ်တန်းပြီးမှကျောင်းတက်ရတာပါ။ဒီလိုခက်ခက်ခဲခဲနဲ့ပညာသင်ခဲ့ရတယ်ဆိုပေမဲ့လေစာကူပဲအာရုံစိုက်ပြီးတော့ကြိုးစားခဲ့တဲ့အတွက်လေးဘာသာဂုဏ်ထူးထွက်ခဲ့ရတာပါဒါပေမဲ့သမီးလေးအနေနဲ့တက္ကသိုလ်ဆက်တက်ဖို့ရာအတွက်ခက်ခဲနေတာဖြစ်ပြီးအကူအညီတွေလည်းလိုအပ်နေရတာပါဒါကြောင့်စမ်းရိပ်မှုတို့အဖွဲ့ကနေပြီးတော့သမီးလေးရဲ့တက္ကသိုလ်တက်မဲ့ပညာသင်စရိတ်ကိုထောက်ပံ့ပေးမယ်လို့ဆုံးဖြတ်ပြီးတော့ဆက်သွယ်လာခဲ့ကြတာပါစမ်းရည်မိုးကိုဇက်ထောင်ထားပြီးတဲ့ဇက်ဆရာကြီးကနေပြီးတော့သူတို့အဖွဲ့ကရရှိမဲ့အမှုပညာကြီးတွေနဲ့သမီးလေးပညာဆက်တင်ကြားနိုင်ဖို့အတွက်ထောက်ပံ့ပေးကြမှာဖြစ်ပါတယ်။သမီးလေးကကျောင်းဆရာမဖြစ်ချင်ပြီးတော့စာရေးရတာကိုလည်းဝါသနာပါသူဖြစ်နေတာကြောင့်ပညာရေးတက္ကသိုလ်ကိုတက်ချင်နေတာဖြစ်ပါတယ်။သမီးလေးနေကြီးထွေရဲ့ပညာသင်စရိတ်ကိုဝိုင်းပြီးထောက်ပံ့ပေးကြမဲ့စမ်းရည်မိုးတို့အပေါ်အမြင်လေးကိုပြောပြပေးခဲ့ကြပါအောင်ခင်ဗျာ။ကြည့်ရှုပေးခဲ့ကြလို့ကျေးဇူးတင်ပါတယ်ခင်ဗျာ။